ဒီလူကကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်ပေမဲ့သူ့သမီးလေးကိုပြုစုဖို့ကလေးထိန်းရှာမရဖြစ်နေပါတယ်သူ့သမီးလေးကမနာတမ်းငိုနေတာကြောင့်အခုဆိုရင်ကလေးထိန်း18ယောက်တောင်ထွက်ပြေးကုန်ကြပါပြီအဲ့ဒီလူကသူ့သမီးရဲ့အမေရင်းကိုဘလို့ပဲဖြစ်ဖြစ်ရှာပေးဖို့သူ့လက်ထောက်ကိုခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအလုတ်တင်အစ်စ်လေးတစ်ယောက်ရောက်လာပါတယ်သူမကကလေးကိုတိတ်အောင်ချော့ကြည့်ပေးမယ်လို့ပြောပါတယ်အဲ့ဒါနဲ့အဲ့ဒီလူလည်းသူ့သမီးလေးကိုသူမစီကမ်းပေးလိုက်တာပေါ့မင်းကလေးကသူ့ရင်ခွင်ထဲကကလေးလေးကိုလေတံအေးအေးလေးနဲ့ချော့မြူလိုက်ပါတယ်အံ့ဩစရာကောင်းတာကကလေးလေးကတကယ်ပဲငိုတာရက်သွားတာပါပဲလူတိုင်းလည်းတော်တော်လေးအံ့ဩသွားကြပြီးအဲ့ဒီလူကလည်းဒီမင်းကလေးဟာသူ့သမီးရဲ့အမေရင်းများလားလို့မသိငါဖြစ်သွားတော့တာပေါ့လွန်ခဲ့တဲ့တစ်နှစ်တုန်းကအဲ့ဒီမင်းကလေးဧည့်သည်တယောက်ရဲ့နှောက်ယှက်တာကိုခံနေရတော့အဲ့ဒီလူကတိုက်တိုက်ဆိုင်ဆိုင်ကဲပေးခဲ့တာဖြစ်ပါတယ်သူမကကျေးဇူးတင်စကားပြောချင်ပေမဲ့အဲ့ဒီလူရဲ့မျက်နှာကအယမ်းဖြူဖြောနေတာကိုသတိထားမိသွားပါတယ်အဲ့ဒါနဲ့သူမလည်းအဲ့ဒီလူကိုဟိုတယ်တစ်ခုစီခေါ်သွားလိုက်တာပေါ့အခန်းထဲရောက်သွားတဲ့အခါမင်းကလေးကထူးဆန်းတဲ့အနက်တစ်ခုရလိုက်ပြီးနှစ်ယောက်သားစိတ်မထိန်နိုင်ပဲအတူတူညအိတ်ခဲမိကြပါတယ်အဲ့ဒီညပြီးတဲ့နောက်မှာတော့သူမမှာကိုဝင်ရှိနေပြီဆိုတာသိလိုက်ရတာပါပဲဆရာဝန်ကသူမကိုကလေးမွေးတဲ့အချိန်မှာမိသားစုဝင်တယောက်အနားမှာရှိနေရမယ်လို့ပြောပါတယ်သူမလည်းတခြားရွေးချယ်စရာမရှိတော့တာနဲ့သူ့အမေကိုဖုန်းဆက်ခေါ်လိုက်ရတာပေါ့ဒါပေမဲ့သူ့အမေကလမ်းမှာကားအက်ဆီဒင့်ဖြစ်သွားပါတယ်မင်းကလေးကသူ့အမေကိုတောက်လျှောက်အုပ်ခေါ်နေပေမဲ့သူ့အမေကတော့ဘာမှပြန်မထူးတော့ပါဘူးစိတ်ထဲမှာအယမ်းခံစားနေရတာကြောင့်သူမရဲ့ဘိုက်ကနာလာပါတော့တယ်နတ်မလေးအိမ်သားတွေကိုအပြေးလွှားရောက်လာတဲ့အချိန်မှာတော့မင်းကလေးကကလေးမွေးပြီးနေပါပြီအမေဆုံးရှုံးသွားတဲ့ဒဏ်ရာကြောင့်သူမအနေနဲ့ဒီကလေးကိုတယောက်တည်းပြုစုပြောထောင်ဖို့အခြေအနေမပေးပါဘူးအဲ့ဒီလူကချမ်းသာတဲ့သူမို့လို့သူတို့သမီးလေးကိုတေချာပေါက်ကောင်းကောင်းမွန်မွန်စောင့်ရှောက်နိုင်မယ်ဆိုတာသူမသိနေတာပေါ့သူမကကလေးလေးကိုအဲ့ဒီလူရဲ့အိမ်ရှိမှထားခဲ့လိုက်ပါတယ်မကြခင်မှာပဲအဲ့ဒီလူရဲ့အိမ်ကအစေခံတွေကကလေးလေးကိုတွေ့သွားကြတာပေါ့အဲ့ဒီလူကအဲ့ဒီညကမင်းကလေးကိုချက်ချင်းတရိယာသွားပြီးကလေးကို DNA စစ်ဆေးဖို့အတွက်သူ့လူတွေကိုချက်ချင်းစီစဉ်ခိုင်းလိုက်ပါတယ်ကလေးမလေးကသူ့သမီးရင်းဖြစ်တယ်ဆိုတာတေချာသွားတဲ့အခါကလေးမေကိုအမြန်ဆုံးရှာဖွေဖို့သူ့လက်ထောက်ကိုအမိန့်ပေးလိုက်ပါတယ်သူကဒီဇိုင်နာတယောက်ကိုစိန်ရွေစီထားတဲ့မင်္ဂလာဆောင်ဝတ်စုံကိုအဲ့ဒီမင်းကလေးအတွက်တီးတန့်ချုပ်ခိုင်းလိုက်ပါတယ်သူမကိုရှာတွေ့တာနဲ့လက်ထပ်ခွင့်တောင်းဖို့လဲသူကကြံစီထားတာပေါ့အဲ့ဒီအချိန်မှာမင်းကလေးကသူ့အမေကိုညှို့နှံဖို့အတွက်သူ့တန်မှာမြေနေရဝယ်ခြင်းပေမဲ့ပတ်စံမတက်နိုင်ရှာပါဘူးအဲ့ဒါကြောင့်ပတ်စံရဖို့ကုမ္ပဏီကြီးတစ်ခုမှာအလုပ်ဝင်လုပ်လိုက်ပါတယ်ဒီကုမ္ပဏီရဲ့ CEO ကအဲ့ဒီလူဖြစ်နေမယ်လို့သူမလုံးဝမထင်ထားခဲ့ပါဘူးမင်းကလေးကသူ့သမီးကိုဘလို့တိတ်အောင်ချောနိုင်လဲဆိုတာကိုမြင်သွားတဲ့အခါအဲ့ဒီလူကသူမကိုသူ့ရဲ့အတွင်းရင်းမှုဖြစ်ချက်ချင်းယာတူတိုးပေးလိုက်ပါတယ်သူမရဲ့နေ့စဉ်အလုပ်ကငိုနေတဲ့သူ့သမီးလေးကိုချော့ပေးဖို့ပဲလို့သူကပြောလိုက်ပါတယ်မင်းကလေးအလုပ်ဆင်းတဲ့အချိန်မှာပဲအဲ့ဒီလူရဲ့အဖိုးဖြစ်သူကသူမကိုအိမ်ကိုလိုက်ခဲ့ဖို့ခေါ်သွားပါတော့တယ်အဖိုးဖြစ်သူကအပြင်ထွက်လဲချင်နေတာကြောင့်သူ့မြင်းမလေးကိုခိတ္တကြည့်ပေးဖို့မင်းကလေးကိုတောင်းဆိုပါတယ်သူမသဘောတူတယ်လို့တောင်မပြောရသေးခင်မှာပဲအဖိုးကအိမ်ကနေထွက်သွားပါလေရောမင်းကလေးလည်းတခြားရွေးချယ်စရာမရှိတာနဲ့ပကတ်နာသွားပြီးကလေးလေးကိုပြုစုပေးနေရတာပေါ့မကြခင်မှာပဲအဲ့ဒီလူကိုကြိုက်နေတဲ့တထေးသမီးတယောက်ကသူ့ရဲ့အချွေရန်တွေနဲ့အတူရောက်လာပါတယ်သူကအရန်ဒေါသထွက်သွားပြီးဒီကိုဘာလာလောက်တာလဲလို့မင်းကလေးကိုမေးပါတယ်မင်းကလေးကလည်းသူ့ကိုအဖိုးဖြစ်သူကခေါ်လာတာလို့ရှင်းပြတာပေါ့အဲ့ဒီတထေးသမီးကမယုံတဲ့အပြင်သူမကိုကိုထိလက်ရောက်တောင်ရန်လှုပ်လာပါတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီလူရဲ့လက်ထောက်ကဒီမင်းကလေးဟာကလေးရဲ့အမေရင်းဖြစ်တာကိုအတည်ပြုနိုင်ခဲ့ပါပြီသူမကသူ့အိမ်မှာရှိနေတယ်ဆိုတာသိလိုက်ရတဲ့အခါသူလည်းအိမ်ကိုချက်ချင်းအပြေးလွှားပြန်လာပါတော့တယ်